day, the my dear kid, didn't care. My beauty dry, the mule, the low, Piatico, you be young Jitchin. Yellow, Yamia, Durota, ye be kite, do cane, line the boja to Sonsa, my vida to in your latte to say ta, Ayato and Yedra, Utaka, she the Mia Piatra, solo toa. Dinabata twa nitatia Ina piro Chimadone Computer sia Utah Computer sia Utah Tu chisu dwe chao Do pi da dwe ya go ti kwen ya ta Computer sia Utah the my dear Piet, drink care. My beauty dry, the mule, talo, Piatipo, you be young Jitchin. Yellow, Yamia, Durota, ye be kite, do cane. Line the boja to Sonsa, my vida to in your latte to say ta, Yato and Yedra, Utaka, she the Mia Piatra, solo toa, Dinabata to Nitatia, Lina Piro, Chimadone. Computer sia Utah Computer sia Utah Tu chisu dwe chao Do pi da dwe ya go ti kwen ya ta Computer sia Utah Computer sia Utah Chingwan season ma, Pawine Kama, say with Zaziari, say Lucia, say Luciaziari, Miashi Bare, Alongle, say Lucia Jare, Alongle Winyaku Ayajare Luciano, Yungji Bare, Janole, say Luciare, Jano Young Maninoa, General, the Timawicom, the Okra Yisiado Mansilla, Genosi Sai like dog, you done that the mango Timbia with your body. The Yaujaro season ma, you damn a topati Joviande. The mine a toba digaro, Matubuluchano Chene, the manga or Roliche and baby, a toba digaro, Povido Bolly, Genoa, the main pina Shilem Hodo, Denero thing with you, Matulo Usare. Ero General Hoega, Pien Saint Lara, Diogas, Yaulare Cajaro, Chinele, General Alunti de Time, Patamani ma, General Udata, yet the main jingle power pine pure, Menega Sia talk the Ujo Danga, tooth me, Sabine, Senvere Sia, they are Boane, Thuye. Sabi Ami Thadana Pire Jang Charo, Judata Jang Toto League, General Tainta Kuchabi Febare.
ဒီကိစ္စကိုကျွန်တော်ကမနေ့ကပဲကျွန်တော်တို့အတူတူကော်ဖီတောက်တော့ကျွန်တော်ကိုလက်ထောက်ချတယ်ဘူးဆိုတာကျွန်တော်သိတယ်ကျွန်တော်ရဲ့ညီကိုတော်ဆရာတော်ဦးထွန်းသန်းသူကပြောတဲ့အစီအစဉ်လောက်တော့တဲ့ဟာတဲ့မာဂီကြီးကယူတန်တာအခုကျွန်တော်တို့နေ့နေ့ကကျေးဇူးတော်ချင်းမှန်းခြင်းမှာဒါ second chronicle ကိုဥဆောင်နေတယ်လို့ပြောတယ်သူတာဝန်ပေးလိုက်ကျွန်တော်ပြောတယ်ကိုထွန်းသန်းအခုကျွန်တော်တို့ရေးတဲ့ second chronicle ကယူတန်တာအကြောင်းမရေးဘူးနေချင်းသာသနာရဲ့63နောက်ပိုင်းပေါ့ကျွန်တော်တို့ second chronicle အကြောင်းရေးတယ်ဘာပဲဖြစ်ဒီအကြောင်းကိုကျွန်တော်တို့ဒါပြောတဲ့ခါမှာကျွန်တော်လည်းဒီတစ်ပတ်ကခရီးတွေတော်တော်ထွက်တော့စောက်တုတ်တော့ယူသွားတယ်အဲ့တော့ကျွန်တော်တို့ယူဒသန်195နှစ်ယူဘီလာဓမ္မသဘင်ပွဲတော်ကတော့ကျွန်တော်တို့စူးစမ်းပြီးတော့အဲ့တုန်းကဆရာယူဒသန်အကြောင်းနဲ့ပတ်သက်လို့စာအုပ်ကြီးတအုပ်ပေါ့လေပြုစုပြီးတော့တရားဝင်ထုတ်ဝေဖို့စူးစမ်းကြတယ်သို့တော်လည်းအဲ့ဒီကနိုင်ငံရေးအခြေအနေကကျွန်တော်တို့ဒါအကြောင်းကျွန်တော်တို့မဖြစ်နိုင်ဘူးအဲ့တော့ကျွန်တော်တို့ဆ iam မဒေါက်ခင်ကြီးအင်းကိုကျွန်တော်တို့တာဝန်ပေးပြီးတော့ညသမျှစုစည်းပြီးတော့သက်စွန့်မြတ်တာဆိုတဲ့စာအုပ်တုပ်ထုတ်ခဲ့တယ်အဲ့ဒီကလည်းကျွန်တော်တို့ယူဒသန်အဲ့ဒီကကျွန်တော်တို့9000 1000လောက်ကျွန်တော်ထုတ်တယ်အကုန်ကုန်သို့လည်းအဲ့ဒီမှာလည်းခုနဆရာကြီးကျော်တန်းပြောသလိုအမားယွန်းနေရှိတယ်တစ်ဖက်ကလည်းကျွန်တော်တို့အငိမ့်စားတမ္မာကြီးဘုံမကြီးမောင်မောင်ရှင်က to the golden shore ဆိုတဲ့ဒါစာအုပ်ကိုအနည်းချုပ်ပြီးတော့အဲ့ဒီကလည်းထုတ်ဝေခဲ့တယ်တော်တော်လေးဒါဝယ်ပြီးတော့ဖတ်ကြတယ်အဲ့တော့ဒီစာအုပ်တွေကျွန်တော်ဒီမှာရှိသလိုမနေ့ကဆရာကြီးဒေါက်တာဦးကျော်တန်းပြောသလိုပဲကျွန်တော်အမေရိကန်နိုင်ငံရောက်တော့ Jason Momoy ကျွန်တော်အတင်းတော့ခေါင်းဆောင်တယောက်မှသွားတဲ့တော့ဟဲဒါဒီငါမလိုတော့ဘူးယူသွားဆိုတော့ကျွန်တော်ယူခဲ့တယ်ကျွန်တော်ကူးတဲ့နေချင်းအသိချုပ်မှာကျွန်တော်ထားတယ်ကျွန်တော်တို့ခရိယန်ရုပ်ရှင်ကုမ္ပဏီတစ်ခုကလည်းရုပ်ရှင်ရိုက်မယ်ဆိုတော့ယူဒသန်ရုပ်ရှင်ရိုက်မယ်ဆိုတော့$တောင်းတယ်ကျွန်တော်ပေးထားတယ်ကော်ပီလည်းကျွန်တော်တို့ကူးထားတယ်ပေါ့လေသို့တော်လည်းအခုဒီအဲ့ဒီရုပ်ရှင်ရိုက်တဲ့ကိစ္စကတော့မစသေးဘူးထင်တယ်သို့တော်လည်းကျွန်တော်တို့ဦးနောအသင်းတော်ကသင်းဦးဆရာကြီးဆရာဦးတူတူဦးဆောင်ပြီးတော့ယူဒသန်ဗီဒီယိုရိုက်တာတော့တော်တော်လေးစခန်းရောက်နေပါပြီအဲ့တော့ဒီနေ့တော့ကျွန်တော်ဒီဗီဒီယိုကျွန်တော်တို့ကအစမ်းကြည့်ခဲ့ရပြီပေါ့လေရန်ကုန်မှာရှိတဲ့လူတွေကကျွန်တော်တို့ခေါ်ပြပြီးတော့အဆက်ပိုင်းလေးတော့ကျွန်တော်တို့ကြည့်ခဲ့ရပြီအဲ့တော့ကျွန်တော်မနေ့ကလာတော့တော်တော်လေးကျွန်တော်ပျော်သွားတယ်အပြည့်မှာယူဒသန်အကြောင်းစာအုပ်နှုတ်ရေးရောင်းတဲ့အခါမှာအလွတ်ရက်ွယ်ကြတယ်ကုံတော့ကုံသွားတယ်မနေ့ကပထမတူကတော့ကျွန်တော်တို့ဒါအမေရိကန်နေချင်းသာသနာအဖွဲ့ကြီးကအထူးသဖြင့်ကျွန်တော်တို့ဒီRosalind Hall Hound ရေးတဲ့ဒီစာအုပ်ကိုဆရာလိုင်ဘွားဒေါက်တာလိုင်ဘွားကျွန်တော်တို့ MIT ကပါမောက္ခဖြစ်ပါတယ်ဒါယူဒသန်ရဲ့သမိုင်းမှတ်တမ်းနဲ့အမွေအနှစ်များကျေးဇူးတော်ကိုချီးမွမ်း၍အာယူ၍ရဲရင်ရှိလော bless God and take courage ဒီစာအုပ်ကိုအခုကျွန်တော်တို့နေ့ချင်းအသိချုပ်မှာနှစ်ခါသုံးခါလေးခါလောက်ထင်တယ်ပြန်ပြီးတော့ပုံနေရတယ်အဲ့တော့ဖတ်တဲ့လူတွေကလည်းဗာပြောလဲဆိုရင်ဒီစာအုပ်ကိုဖတ်တာနဲ့လက်ထက်ကိုမချခြင်းဘူးတချို့ပြောတယ်တညလုံးဖတ်တယ်ဒီစာအုပ်ကျွန်တော်တို့ဖတ်တယ်အဲ့လောက်တော့မဖတ်ဘူးသို့လည်းတော်နိုင်ပေါင်းများစွာကျွန်တော်ဖတ်တယ်ဒါလည်းကျွန်တော်ဖတ်ပြီးပါပြီဒီစာအုပ်ရဲ့ထူးခြားမှုတစ်ခုကတော့ဒါစာရေးတဲ့ပုဂ္ဂိုလ်ကသက်ရှိထင်ရှားဖြစ်တော့ကကျွန်တော်တို့လာမယ့်နေ့နေ့ကဂျူဘလီကြရင်လည်းသူကိုယ်တိုင်လာပြီးတော့လည်းဒါကျွန်တော်တို့ပါဝင်ပွဲလည်းရှိပါတယ်ဒီစာအုပ်နဲ့ပတ်သက်လို့ကမ္ဘာခရိယန်ခေါင်းဆောင်များအထူးသဖြင့်နေချင်းခေါင်းဆောင်တွေပေါ့လေအဲ့တော့ကျွန်တော်နဲ့အလွန်ရင်းနှီးတဲ့ကျွန်တော်တို့ရဲ့ကမ္ဘာနေချင်းဘာယာအဖွဲ့ Baptist World Alliance ရဲ့အထွေထွေမှုဟောင်းပေါ့လေဒေါက်တာ Dan Lords ကဒီစာအုပ်နဲ့ဘယ်လိုပတ်သက်လို့ဘယ်လိုရေးထားတယ်လဲဆိုရင်ဒါဗမာလိုဘာသာပြန်ထားတာသာသနာခံယူချက်ရှိသောခရိယန်တိုင်းဤစာအုပ်ကိုဖတ်ရှုသင့်ပါသည်မိမိနေအိမ်နဲ့မိသားစုကိုထားခဲ့ပြီးဖျားသခင်၏အလင်းတော်အားကဘာကိုကြွေးကြော်ခဲ့သူဤခရိယန်အာဇာနည်တို့အကြောင်းကိုတဖန်ဖတ်ရှုရသည့်အတွက်ကျွန်ုပ်များစွာခွန်အားရပါသည်ဒါကတော့နှိချင်းဆိုတော့ဒါတကယ်ကဘာနှိချင်းအဖွဲ့မှာထွေထွေမှုလှုပ်ဆောင်ခဲ့တဲ့ဒေါက်တာ Dan Lords အဲ့တော့ယူဒသန်ကတကယ်သာသနာအာဇာနည်ဆိုတာဒီစာအုပ်ဖတ်တဲ့ခါမှာပြန်ပြီးတော့ခွန်အားရတဲ့အကြောင်းသူသိခံထားပါတယ်အဲ့တော့ကျွန်တော်မနေ့ကကြည့်တာ9မိနစ်7မိနစ်စာအုပ်သိမမြောက်လားကုန်ပြီအပြင်မှာဝယ်လိုက်တာလူရက်ဝယ်ကြတော့ကျွန်တော်တွေ့တော့အင်တာမှာအားရပါတယ်အဲ့တော့ဖတ်ပြီးတဲ့လူဆိုရင်တော့ကျွန်တော်ထဲတော့ဒီနေ့ဒါယူဒသန်သမိုင်းအကြောင်းပြောနိုင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းအခြားသောပုဂ္ဂိုလ်တွေခရိယန်မဟုတ်တဲ့လူတွေဒီစာအုပ်လည်းမနေ့ကရောင်းတယ်ကုန်ပြီထင်တယ်မနေ့ကကျွန်တော်မတွေ့တော့ဘူးဒါစာရေးဆရာတင်နိုင်တူဒါတော့ဗုဒ္ဓဘာသာဖြစ်ပါတယ်သူ့ဘာသာသူတတ်နိုင်တဲ့လောက် research လုပ်တော့ယူဒသန်ရဲ့အထုပ်ပါတီမဟုတ်ပဲနဲ့ယူဘာတာတီရဲ့သမိုင်းမှာအထူးသဖြင့်သူဘာပဲလို့ရေးထားတယ်လဲဆိုရင်မြန်မာနိုင်ငံမှာရှိတဲ့လူငယ်တွေတဲ့သူကခရိယန်လူငယ်လို့မပြောဘူးမြန်မာနိုင်ငံမှာရှိတဲ့လူငယ်တွေယူဒသန်အကြောင်းကိုသိရှိဖို့အတွက်နော်ဒါယူဒသန်ကမြန်မာနိုင်ငံအတွက်ဘယ်လောက်အကျိုးပြုခဲ့လဲဘယ်လောက်သာသနာအတွက်ဆက်ကအစီခံခဲ့လဲ
ထူးခြားတာတစ်ခုကတော့ဒီစာအုပ်ကြည့်တဲ့အခါမှာရေးတဲ့အခါမှာအခုလိုမဟုတ်ဘူးကျွန်တော်တို့သာသနာစာပေစီစီရှိနေတဲ့အချိန်တုန်းပဲနော်ဒါပေမဲ့ဒီမှာလက်မရွထောင်မှနင်းစင်ခါရတာအဲ့ဒီကဗမာမင်းတွေရဲ့ဒါကတကယ်ဒါဟိုအမျိုးမျိုးချုပ်ချယ်တာတို့ဖိနှိပ်တာတို့ပဒေသရစ်စနစ်ဒါတွေကိုရေးတာကကျွန်တော်တို့နိုင်ငံတော်အစိုးရရဲ့စာပေစီစီရေးကခွင့်ပြုပြီးတော့ဒီစာအုပ်ကိုကျွန်တော်တို့ပုံနှိမ့်တိုင်းဒါတော့ဒီတကယ်အပြင်လောကမှာအခုကျွန်တော်တို့ဒီယူဒတန်ဒီစာအုပ်ကလည်းအပြင်လောကမှာအခုကျွန်တော်ရောင်းနေပါတယ်ဝယ်လဲဝယ်ကြတယ်ဒီစာအုပ်လည်းတော်တော်လေးဝယ်ကြတယ်တွေ့တဲ့ကြောင့်မလို့ကျွန်တော်အနေနဲ့ပဏာမအနေနဲ့ဗာပြောချင်တယ်လဲဆိုရင်ဆရာယူဒတန်ကတော့ဘုရားသခင်ကျွန်တော်တို့ပေးတဲ့တကယ်သာသနာအာဇာနည်ဖြစ်တဲ့ကြောင့်မလို့သူ့ရဲ့သမိုင်းသူ့ရဲ့လှုပ်ဆောင်မှုကဒီနေ့အထိသမိုင်းတစ်ခုအနေနဲ့ဒါကမော်ကွင်းဒါမကဒီနေ့မြန်မာသမိုင်းအထူးသဖြင့်ကျွန်တော်ခရစ်ယာန်သမိုင်းမှာဆက်လက်ပြီးတော့ရှင်သန်နေတယ်ဆိုတာကိုဒီနေ့ကျွန်တော်ကျေးဇူးတော်ချီးမွမ်းမှုရှိတယ်ဆိုတာပထမဆုံးအနေနဲ့ကျွန်တော်ဖော်ပြခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့လာတော့ကတော့ PowerPoint ပုံစံကျွန်တော် stick လေးယူခဲ့တယ်ဒါမဲ့ဒီမှာရောက်ကြတော့ပြောကြတယ်တင်ပြရတဲ့ဟာတွေကြတော့ကျွန်တော်လုပ်တဲ့ဟာကတော့ပြောရင်သိစိတ်ဝင်စားစရာမကောင်းဘူးကျွန်တော်ကသမိုင်းလေးဆိုတော့ကျွန်တော်ကဘယ်နေ့မွေးလဲဘာညာအဲ့ဒါတော့သိစိတ်ဝင်စားစရာမကောင်းအဲ့တော့ကျွန်တော်မနှိမ့်ကြပဲကျွန်တော်လှုပ်ထားတဲ့ဟာတွေတိုင်လောက်စုစည်းပြီးတော့ကဒီနေ့ရတဲ့အချိန်လေးမှာကျွန်တော်ဝင်မြခြင်းဖြစ်ပါတယ်အဲ့တော့ဆရာကြီးတန်ရဲ့အကြောင်းကိုစမယ်ဆိုရင်သူ့ရဲ့ကလေးဘဝကနေစပြီးတော့စိတ်ဝင်စားစရာကောင်းတယ်နော်အဲ့တော့ဒီကျွန်တော်သမိုင်းရှုထောက်ကနေပြီးတော့ဘယ်နေ့မွေးတယ်ဘာတွေပြောတာတဲ့သူ့ရဲ့ဘဝတစ်ခုဘယ်လိုဘုရားသခင်ပြင်ဆင်လဲဘယ်လိုစိတ်ဝင်စားစရာကောင်းတယ်ဆိုတော့ကျွန်တော်ပြောပြချင်ပါတယ်ဆရာကြီးတန်ကကျွန်တော်တို့ဒီအားလုံးမနေ့ကကြားပြီးတဲ့1988ပေါ့လေကျွန်တော်တို့ဒါဩဂတ်စ်လ9ရက်နေ့မှာသူ့ရဲ့ပါခင်ကသင်ဦးဆရာကြီး Reverend Adoniram Judson Senior အမေက Abigail Brown ပေါ့လေမောင်နှမ၄ယောက်ရှိတဲ့သူကအကြီးဆုံးနော်သူ့ရဲ့မိသားစုကအမှုတော်ဆောင်မိသားစုဖြစ်တဲ့အတွက်ကြောင့်ငယ်ငယ်ကလေးကသူ့မိခင်ပါခင်ကကျမ်းစာကိုသွန်သင်ပေးတယ်တဲ့အမတန်ကောင်းတဲ့ဝိညာဉ်အခြေခံနဲ့ကြီးပွားလာတယ်သူတို့အိမ်မှာနေ့တိုင်းကျမ်းစာဖတ်တယ်တဲ့နော်ကျွန်တော်တို့တချို့အမှုတော်ဆောင်တွေကျွန်တော်သိတယ်နေ့တိုင်းကျမ်းစာမှာဖတ်ဘူးအဲ့ဒါအမှုတော်ဆောင်တဲ့အိမ်မှာဆရာတော်ရဲ့အိမ်မှာနေ့တိုင်းသမန်ကျမ်းစာဖတ်တယ်ဆုတောင်းတယ်အင်မတန်မှလည်းဉာဏ်ပညာထူးချွန်တယ်နော်သူရဲ့ကလေးဘွားအသက်3နှစ်မှာကျမ်းစာမှာပါတဲ့ခန်းကြီးတစ်ခုလုံးအလွတ်ရနေပြီစနေသားလာရောမှသူကျောင်းသွားတဲ့အခါမှာပထဝီသင်္ချာဟီဘရူးဟီလသပေါ့လေနော် Latin ပေါ့လေဒီ Greek ပေါ့လေအဲ့ဒါကိုစပြီးတော့သင်ကြားတဲ့အခါမှာအင်မတန်ထူးချွန်တယ်နော်သူ့ရဲ့ကလေးဘွားကအင်မတန်ထူးချွန်တယ်အများကြီးပဲသူ့ရဲ့ကလေးဘွားအကြောင်းကျွန်တော်ချင်းချုပ်ပြောတာသူ့ရဲ့တခါတည်းစိတ်ကူးရင်နေတနေ့ကျရင်သူဘာဖြစ်ချင်တယ်တခါတည်းသူ့ရဲ့ငယ်ငယ်ကလေးမိဘတွေရဲ့ပြုစုပြောထောင်ခြင်းအဖြစ်သူ့ရဲ့အင်မတန်ထူးခြားတဲ့ကလေးဘွားကိုတွေ့ရပါတယ်အချိန်မရှိတော့ကျွန်တော်ဒီကိုပဲဖြတ်ပါမယ်လဲဆိုတော့ကျွန်တော်အချိန်တော့45မိနစ်ပဲကျန်တယ်နောက်တစ်ခုကျောင်းသားဘွားတက်ကူကျောင်းသားဘွားအသက်16နှစ်မှာကျွန်တော်တို့တက်ကူရောက်တယ်စာတော်တော့တခါတည်းသူ့ရဲ့ပေါမောက္ခတခါတည်းအဆင့်ပေါ်လေ double promotion မပေးလိုက်တယ်19နှစ်မှာဘီဘွဲရတယ်ဒါပေမဲ့အော်စရာကောင်းတာကမိဘကဝိညာဉ်ရေးသွန်သင်တဲ့ပုဂ္ဂိုလ်စာအင်မတန်ထူးချွန်ပြီးတော့ဘွဲရပြီးတော့တက်ကူကျောင်းသားဘွားရောက်တဲ့အခါမှာပဲအတွေးခေါ်တွေကပြောင်းလဲသွားတယ်ဖះကိုမယုံတော့ဘူးအထူးသဖြင့်သူ့ရဲ့ချစ်ခင်ရင်းနှီးတဲ့သူ့ရဲ့တငယ်ချင်း Jacob Ames ဒါကဖះမဲ့ဝါဒီသူ့ပေါ်မှာလွမ်းမိုးလာတယ်ဆိုတာကိုဒါစပြီးတော့သူ့ရဲ့ဘဝပေါ့လေတက္ကသိုလ်ကျောင်းသားဘဝမှာသူ့ရဲ့ဘဝအဲ့လိုဖះကိုမယုံကြည်တဲ့ဘဝရောက်သွားတာကိုတွေ့ရပါတယ်ဘွဲရတော့သူကတခါတည်းသူမြို့ဒီ Plymouth မှာကလေးတွေစာသင်ကျောင်းလေးလုပ်တယ်ဒါပေမဲ့သူစိတ်ထင်တယ်လို့မအောင်မြင်ဘူးသူကငယ်ငယ်ကလေးကကြီးကျယ်မိတယ်အဲ့တော့သူကဘာလုပ်ချင်လဲဆိုတခါတည်းမြို့ကြီးပြကြီးဖြစ်တဲ့နယူးယောက်မြို့မှာသွားပြီးတော့ပြာစာဆရာကြီးလုပ်ချင်တယ်အဲ့တော့ပထမဆုံးသူဘာစိတ်ကူးလဲဆိုသူ့ရဲ့ဦးလေးဖြစ်တဲ့ Shelfie မှာသင်ဦးဆရာကြီးပဲသူ့ဦးလေးလဲအဲ့ဒီမှာသွားမယ်အဲ့လိုချန်တယ်အဲ့ဒီခါမှာသူ့အကြောင်းကိုဖတ်လို့ရှိရင်အဲ့ဒီမှာမိဘနဲ့အကြိတ်ကြိမ်နောင်ကြိမ်ပဲနော်အမေဆိုငိုးတယ်နော်မသွားဖို့တားတယ်သူအင်မတန်ထက်မြက်တဲ့လူဒီလိုဖျားမဲ့ပြပြမိဘတွေကအလွန်ဝန်းနေတယ်နော်အဲ့လိုနောက်ဆုံးကြတော့သူကပဲယင်ထဲမှာရှိတဲ့ဟာရအားလုံးကိုမိဘတွေကိုပြောတဲ့ခါမှာမိဘတွေကအင်မတန်မှပဲကြေကွဲခွဲနေရတယ်သူအချက်၃ချက်ကိုပြောတယ်ဘာပြောလဲဆိုရင် Plymouth ဖျားเจ้าမှာရှိတဲ့ဖျားသူ့ဖျားမဟုတ်ဘူးတဲ့ဒုတိယဘာလဲတမန်ကျမ်းစာကိုမယုံဘူးတဲ့တတိယချက်ကဘာလဲဆိုရင်အခြားဘာသာတွေရေးတဲ့ဓမ္မစာပေကျမ်းတွေအားလုံးကလည်းလူတွေရေးတာပဲသူမယုံဘူးတဲ့
မိဘများကအင်မတန်ကြေကွဲရတယ်နောက်ဆုံးသူ့အတွက်ပဲဆုတောင်းတယ်သူအမေကအင်မတန်ဝန်းနေကြေကွဲပြီးတော့ငိုတယ်ဆိုတာဒီသမိုင်းမှတ်တမ်းတွေဖတ်တဲ့ခါမှာကျွန်တော်တို့တွေ့ရပါတယ်နယူးယောက်မြို့ကိုထွက်လာတယ်မြို့မန်းနာကတော့ပြားစဆရာကြီးလုပ်ဖို့ဒါပေမဲ့မြို့ကြီးပြားကြီးမှာသူတိုးလို့မပေါက်ဘူးသူ့ထက်အသက်